အားလုံးပဲမင်္ဂလာပါမယ်နယူးချန်နယ်ကနေအားလုံးကိုကြိုဆိုပါရစေစရော့စာသမားတို့ကျွန်တော်ဒီကနေ့မှာတော့မယ်ဆောင်နေတဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းလေးတွေရှိပါတယ်ကိုသိန်းကစားသမား2ယောက်ဖြစ်တဲ့ကိုဘီမိုင်နဲ့ဟယ်ရီမကွမ်ယာတို့ဟာဆိုရင်အသင်းလေ့ကျင့်ခန်းအစီအစဉ်တွေမှာပါဝင်ပူးပေါင်းနေတယ်ဆိုပြီးတော့ကျွန်တော်သိရှိထားရတယ်ပေါ့ဗျာဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်ဆွေးနွေးတော့စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကိုဘီမိုင်နဲ့ဟယ်ရီမကွမ်ယာတို့2ယောက်ဟာဆိုရင်အသင်းမြေခင်းစည်းပေါ်မှာကျွန်တော် training လေ့ကျင့်ခန်းတွေဆင်းနေပြီဖြစ်ကြောင်းသိရှိထားရတယ်ဒီကစားသမားတွေကကျွန်တော်လာမေးပွေးစီနေမှာပါဝင်ဖို့မတေချဘူးဆိုပေမဲ့လို့တရားအခြေအနေကတိုးတက်ပြီးတော့ကောင်းမွန်လာတဲ့အနေအထားတခုကျွန်တော်တွေ့နေရတယ်ဆိုတော့ဒါကကိုရီအသင်းတက်ကိုအင်မတန်ဝမ်းသက်စာသတင်းကောင်းလို့ကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့လက်ရှိကိုရီအသင်းမှာဒဏ်ရာပြဿနာ injury ပြဿနာကြုံနေရတဲ့ကစားသမားတွေတော်တော်များများရှိတယ်ဒီဒီမှာဆိုရင်ကိုဘီမိုင်နွန်းတို့ပြီးလို့ချင်းဟယ်ရီမကွမ်ယာတို့လီဆန်ဒိုမာရီနယ်တို့ပြီးတော့အာမက်ဒီယာလိုတို့အစသဖြင့်ကျွန်တော်ရှိတယ်ဆိုတော့ဒီလိုအနေအထားတစ်ခုမှာကိုရီအသင်းပေါ့ဗျာအခုဟယ်ရီမကွမ်ယာနဲ့ကိုဘီမိုင်နွန်းဒီလက်ချက်ကဆင်းနေတဲ့အနေအထားမှာဆိုရင်တကယ်ကိုအားရကျင်နေစီတွေ့နေရတယ်ဘာကြောင့်လဲဆိုရင်လက်ရှိကိုဘီမိုင်နွန်းမှာဆိုရင်လည်းပဲအမိုရဲလက်ထက်မှာအခြေအနေကျွန်တော်အဝင်ကြမဖြစ်သေးတော့ညာလဲဒီကစားသမားအနေနဲ့ကွင်းလင်တို့ပြီးလို့ရှိရင်နံပါတ်10တို့မှာအသင်းတက်ကိုအကျိုးပြုနေတဲ့ကစားသမားတွေဖြစ်တယ်ချင်းပြောလို့ချင်းပေါ့ဗျာကိုဘီမိုင်နွန်းတို့အနေထားဆိုရင်လိုအပ်တဲ့နေရာမှာဖြည့်ဆည်းပေးနေတဲ့ကစားသမားတွေဖြစ်တယ်ထိုနေ့၎င်းမှာပဲဟယ်ရီမကွမ်ယာဆိုရင်လည်းအခုဒီနေ့ရာဒီမှာဆိုရင်ပို့ပြီးတော့အသေးနောက်ကဆက်တဲ့ဘက်မှာလီဆန်ဒိုမာနီနဲ့တော့တခြားသောအဓိကကစားသမားတွေဒဏ်ရာပြဿနာကြုံနေရတဲ့အနေအထားတစ်ခုမှာဟယ်ရီမကွမ်ယာကတကယ်ကိုနောက်ကဆက်တဲ့ဘက်မှာအလုံးလုံးနိုင်စင်းချီပြီးတော့အသင်းအတွက်အားကိုအားထားပြုနေရတဲ့ကစားသမားတွေထဲမှာပါတယ်ဆိုတော့ကျွန်တော်ဒါကဒီကစားသမားနဲ့ပတ်သက်ပြီးတော့တက်လာတဲ့နောက်ဆုံးအခြေအနေပေါ့ဗျာကိုရီအသင်းအနေနဲ့အပြင်နေရနေ့မှာဆိုရင်နော်ဒီ4ရက်နဲ့အဝေးကင်းကစားရမယ်ပြီးလို့ချင်းကျွန်တော်6ရက်နေ့မှာဆိုရင်မျိုးခင်ပြိုင်ပွဲဖြစ်တဲ့ဒါဘီပွဲစဉ်အဖြစ် CD ကိုကိုရီအိုထရက်မှာလက်ခံကစားမင်းနေတာတခုမှဆိုရင်နောက်ပွဲစဉ်တွေကပေါ့ဗျာ9ပွဲ10ပွဲလောက်ကျွန်တော်စက်တိုက်ဆိုကစားမှာကြားထဲမှာဘလောက်မှကျွန်တော်နားရက်တွေလည်းတိတ်ပြီးတော့မရှိသလိုပွဲရှင်တွေကလည်းကျွန်တော်များတယ်ကိုရီအသင်းကပေါ့ဗျာအရန်လူစင်းမှာကစားသမားတွေအနေနဲ့များနိုင်တယ်မှာများလေကောင်းနေပဲအခုလက်ရှိနေတာမှဆိုရင်လီဆန်ဒိုမာတီနဲ့အနေနဲ့တရားတီကြော်လောက်ကျွန်တော်နားရဖို့ရှိနေတယ်ပြီးလို့ချင်းကျွန်တော်နောက်ကဆက်တယ်ဘက်မှာဆိုရင်အဓိကအားဖြင့်ပေါ့ဗျာကျွန်တော်တို့မှာအရာအားလုံးကအခြေအနေကောင်းနေတဲ့မှာမပါဘူးဒီကြားထဲမှာပရီးမီးယားလိဂ်အနေထားတခုပြန်ကြေးလိုက်ရလို့ရှိရင်လေရလက်တွေကျွန်တော်စိုးရနေတယ်ပရီးမီးယားလိဂ်ကနေပြီးတော့ကျွန်တော်ချန်ပီယံလိဂ်ဝင်ဖို့ဆိုတာလုံးဝမသေးကြဘူးယူပါလိမ့်တော့ကျွန်တော်မမဲယူဘာလို့ဆိုတော့လက်ရှိကိုရီအသင်းကအဆစ်14မှာရှိနေတယ်ဆိုတော့ဒီလိုအနေထားရေပြီးလို့ရှိရင်ကျွန်တော်ယူပါလိမ့်ကွာတာဖိုင်နေမှာဆိုရင်လေအဝေးကွင်းကျွန်တော်လိုက်ရန်အသင်းနဲ့ကစားဖို့အနေထားတခုမှဆိုရင်ကျွန်တော်ခုနပြောသလိုပါပဲကစားသမားတွေအနေနဲ့အသင်းရဲ့လူစင်းတွေမှာအင်အားတောင်းပြီးတော့အရန်မှာလည်းပဲများနိုင်တယ်မှများလေကောင်းလေပဲဒါမှပဲကိုရီအသင်းအနေနဲ့ဒဏ်ရာပြဿနာ injury ပြဿနာရှိနေပြီဆိုရင်အရန်နေရာကကျွန်တော်တို့ဒီကစားသမားတွေပါဝင်လာလို့ရမှာကိုဘာဖြစ်လို့ဆိုတော့ကိုရီအသင်းကယာတီတိုင်းလိုလိုမှာဒီ injury ပြဿနာဒဏ်ရာပြဿနာတွေကကျွန်တော်တို့အသင်းတက်ကိုတကယ်ထူနေချက်ဖြစ်တယ်အဆိုးဆုံးကပေါ့ဗျာကျွန်တော်ဒီယာတီဆိုရင်လေတကယ်ကိုတိုင်ပဲနေတာအသင်းခေါ်ရတဲ့ကစားသမားတွေဆိုရင်လည်းပဲကျွန်တော်ဒီ injury ပြဿနာတွေကမလွဲဘူးဆိုတော့ဒါကကိုဘီမိုင်နွန်းမကွမ်ယာတို့လေ့ကျင့်ခဲ့တဲ့ training တွေကျွန်တော်အသင်းနဲ့အတူတူပူးပေါင်းနေတာကျွန်တော်တွေ့နေရတယ် international နိုင်ငံတွေကပွဲစဉ်တွေပြီးလို့ရှိရင်ပါဝင်လာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ကျွန်တော်အတင်ပြောလို့ချင်း international break ပွဲစဉ်တွေပြီးလို့ရှိရင်လေနှစ်ပွဲလောက်ကိုကျွန်တော်လဲလိမ့်မယ်လို့ဆိုတော့ကျွန်တော်ယူဆတယ်အများကြီးကျွန်တော်တက်ဖိုင်းနဲ့ပွဲစဉ်မှာမပါဝင်ခဲ့ဖို့ဆိုရင်လေမက်ဆီဒီနဲ့ပွဲမှာကတော့အရင်နေပါတယ်မှာနည်းနည်းအင်အားတောင်းဖို့လိုတယ်ဘာလို့ဆိုတော့ကိုရီအသင်းကပေါ့ဗျာအခုဒီယာဒီမဟုတ်ပါဘူးပြီးခဲ့တဲ့ရာသီတိုင်းမှာလည်းလုံးဝတိုင်ပွဲမှုတွေရှိနေတဲ့အတွက်ကစားသမားတွေပေါ့ဗျာပေကစားသမားတွေနဲ့နိုင်ငံတကာပွဲစဉ်တွေပြီးလို့ရှိရင်ပါဝင်လာမလို့ဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဆိုတော့ညီကတို့အနေနဲ့ဘယ်လိုထင်မြင်ရှိလဲစားသမားတွေကိုတိကစားသမား2ယောက်ဖြစ်တဲ့ကိုဘီမိုင်နွန်းနဲ့ဟယ်ရီမကွမ်ယာတို့2ယောက်ဆိုရင်နိုင်ငံတကာပွဲစဉ်ပြီးတာနဲ့ပါဝင်လာနေခြင်းရှိမလားလက်တော်အချိန်တွေမှာတော့တည်ငါကျွန်တော်တို့ဒီလောက်ပဲတက်လာတဲ့နေရာတခုတွေ့တဲ့အတွက်ကျွန်တော်ဒီကစားသမား2ယောက်နဲ့ပတ်သက်ပြီးတော့ဒဏ်ရာအရှင်နေပြန်လာဖို့အနေထားတခုကျွန်တော်ဆွေးနွေးတော့ကြဖြစ်ပါတယ်မနော်တင်4နဲ့ပွဲမတိုင်ခင်မှာပွဲချုပ်သူတဲ့ချက်ဗီဒီယိုကိုကျွန်တော်လုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီပွဲချုပ်သူတဲ့ချက်ဗီဒီယိုမှာလည်းညီကရိုနဲ့စောင့်မျှော်ကြည့်ကြည့်ပေးကျွန်တော်တောင်းဆိုပါတယ် United Fan တူတယောက်ရှိတဲ့စေးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့အရာပြည့်စုံနိုင်ကြပါစေကျွန်တော်ကိုရင်းစောကနေဆုတောင်းပေးလိုက်ပါတယ် Like and subscribe လေးနဲ့မလို့သေး Like and subscribe လေးနဲ့ notification ခေါင်းလောလေးကိုတိကျပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ